ဇေတဝန်ကြောင့်တို့သွားပြီးလင်လေးပါတော့ယဟန်တော်ပုံနာတို့ကိုဗျာမနဂိုင်းဝင်ယဟန်တော်ပုံနာတို့ကိုပင့်ဆောင်ခဲ့ပါလို့ဇေကိုင်းလက်ဒီတွင်အိရှင်ပုံနာသည်လေးကျောင်းတော်တို့သွားရောက်၍သံဃာတော်တို့ထံမောက်ဝဲလေးပါသောယဟန်တော်တို့ကိုညွှန်ကြားတော်မူပါကြောင်းတောင်းပန်လျောက်ထားခဲ့ပါသည်ယင်းလိုပုံနာလျောက်ထားသည်ဖြင့်ရောက်ရှိလာသောဥဒေသဗတ်ဆွမ်းသည်ကအရှင်သံဃိတသာမဏေအရှင်ဗန္ဓိတသာမဏေအရှင်သောဘဂသာမဏေအရှင်ရေဝကသာမဏေဒီဟူသော9နှစ်အရွယ်ယဟန္တာသာမဏေငယ်၄ပါးတို့အထိုဥဒေသဆွမ်းသည်အစီအကျဉ်းရောက်ခဲ့ပါသည်တို့ဖြစ်ရကထိုပုံနာသည်အလိအကျဉ်းကြသောသာမဏေငယ်၄ပါးကိုပင်ဆောင်၍မိမိအိမ်သို့သွားရာတွင်အိရှင်ပုံလေးမှအဝေးမှပင်မြင်လက်သဖြင့်နှလုံးမသာယာခုံလောက်၌ပြည့်သွန်းအပ်သောစားမှုပမာအမျက်တော်သာတချောင်းချောင်းထွက်လာ၍ဒုံဝိဟာရံကံတဝအတနောနတ္တုမတ္တေအပဝန္တေသန္တာရောကုမာရကေကေတဝအာဂတောတိဩဘုနာအသင်ဒီကကျောင်းတော်သို့သွားပြီးလင်မထေရကြီးဗျာမနသဝမထေရကြီးလေးပါးကိုပင့်ဆောင်ခဲ့လို့ဟုငါမှာလိုက်ပြီးဖြစ်ပါလျက်မိမိဤမီလောက်ပြမရှိကုန်ကြသေးတော့သာမဏေငယ်ကလေး၄ပါးတို့ကိုပင့်ဆောင်၍သင်ဒီကလာခဲ့ကြ၏ဤသို့မြည်တွန်းတောက်တီတကပြောကြပြီးလင်ရှေးဥစွာဖို့ပဲမထေရကြီးတို့အလို့ငါဟုရည်တန်၍မွန်မြတ်လာသောနေရာတို့ကိုခင်း၍ထားပါတော်လီထိုနေရာတို့၌သာမဏေငယ်၄ပါးတို့ကိုနေရာပေးခြင်းအမှုအလင်းမပြုပဲနေငောအင်းမြင်ငယ်တို့ကိုခင်း၍ထိုသာမဏေငယ်၄ပါးတို့ကိုထိုအင်းမြင်ငယ်တို့၌ထိုင်စေပြီးလင်ကိစ္စသွန်ပြမနာအင်းညာဟောသောကေတဝအာနိဟိဘုဘုနာသွားပါကြီးတကားသောမထေရကြီးဖြစ်သောယဟန်ကိုကြည့်ရှုပြီးဆောင်ယူခဲ့ပါလို့ပင့်ဆောင်ခဲ့ပါလို့တပန်းသေးလွတ်သောအခါထိုဘုနာသည်ကျောင်းတော်သို့သွားရောက်၍အရှင်သာရိပုတ္တရာမထေရသူမြတ်ကိုတွေ့မြင်လာသဖြင့်ဧထအမကံကေဟံဂမိတမကြွပါကုန်အကျွန်ုပ်တို့၏အိမ်သို့သွားကြပါကုန်အဟုအရှင်သာရိပုတ္တရာမထေရသူမြတ်ကိုပင့်ဆောင်ခဲ့ပါသည်အိမ်တကားဝသို့ရောက်သောအခါအရှင်သာရိပုတ္တရာမထေရသူမြတ်သည်လေအိမ်ဤအတွင်းဝယ်9နှစ်အရွယ်ယဟန္တာသာမဏေငယ်၄ပါးတို့ကိုမြင်တော်မူလာသဖြင့်ထိုအိရှင်ပုံနာကိုဣမေတံဗျာမနာနံဗတ္တံလတ္တံဒါယကဘုံနာမကောင်းမှုအကုသိုလ်ကိုပယ်ရှားပြီးဖြစ်ကြသောဤဗျာမနာအရိယတဝံပုဂ္ဂိုလ်၄ဦးတို့အားဆွမ်းကိုရအပ်ပါပြီလို့ဟုမြင်တော်မူလာသောအခါထိုအိရှင်ပုံနာသည်နလတ္တံမရအသေးပါမလူအပ်သေးပါဟုပြန်ကြားလျောက်ထားလာသည်တွင်အရှင်သာရိပုတ္တရာမထေရသူမြတ်သည်လေးပါးသာအတွက်ဆွမ်းကိုပြင်ဆင်ထားသည်ကိုသိမြင်တော်မူလိုက်